solo AI video တွေကိုလုံးမဲ့ဆိုရင်အရင်ဆုံး Play Store တွေကိုသွား Play Store တွေကိုသွားခဏနော် AI video editor လာပါလားအဲ့တော့သွားအောင်နဲ့ဆွဲ AI video AIGTV ဆိုတာဟာတွေ open ဆိုတာကိုနှိပ်မနဲ့ထွက်မယ်အဲ့ဒီမှာကိုရွေးချင်တဲ့ AI video တွေသွားမှာကျွန်တော်မကလေးပုံစံနဲ့ဝင်လာပြီဒီကခဏဆောင်ပြီးပါပြီးရင်ဒီဘောင်းနဲ့ဆွဲပို့လို့ကျွန်တော်အရန်ကဲအဲ့ဒါကိုဝင်မှာခဏဆောက်ပါပြီးရင်တော့ခဏဆောက်ပါအဲ့ဒီအားလေးတွေနေပြီးတော့ရင်ကျွန်တော်ဝင်ခဏဆောက်ပြီးကလေးနေအဲ့ဆိုရင် AI video အကောင်းစားကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာလိုချင်စစ်